လက်ရွှင်ပြီးတော့ငွေဝင်စေတဲ့နှကားလေးဒီနေ့မှာတော့မမင်ကဒီလိုမျိုးပေါ့နော်အရန်ကိုမိမိုက်စေတဲ့လက်ရွှင်ပြီးတော့ငွေဝင်တဲ့စိတ်နှကားလက်စွပ်ကလေးကိုမိတ်ဆက်ပေးချင်ပါတယ်။ခဲဒါလေးကတော့မိတ်ဆက်ပေးသွားမယ်စိတ်နှကားလက်စွပ်ကလေးပဲဖြစ်ပါတယ်။လက်စွပ်ကလေးကယူနီဆက်ဝတ်လို့ရတာမို့လို့ကိုတွေရောမမတွေရောဝတ်ဆင်တဲ့အခါမှာခံရထေဝါနေမှာဖြစ်ပါတယ်။ဒါလေးကတော့မိတ်ဆက်ပေးသွားမယ်နံပါတ်1နှကားလက်စွပ်ကလေးပဲဖြစ်ပါတယ်သူလေးကကြတော့ဒီလိုမျိုးပေါ့နော်နှကားကောင်းရုပ်လုံးအကြွကိုမှဘေးကနေပြီးတော့စိန်ပေါ့နော်စိန်3ပတ်နဲ့ဒီလိုမျိုးလေးလက်ရသေးသက်စွာခတ်ပေးထားတာပဲဖြစ်ပါတယ်သူလေးကတော့နှကားပေါ့နော်ရုပ်လုံးရုပ်ကြွလှလှလေးကိုမှ natural diamond စိန်ပြူတက်နေနေတာတုပ်ပေးထားတာမို့လို့စိန်သားလေးတွေကလည်းအပြင်မှာအရန်ကိုမှတစ်ဖြစ်လက်အရန်လာပါရှင်ဒါလေးကကြတော့ဒီလိုမျိုးပေါ့နော်မျိုးလုံးလေးမှာပါပဒံများမူကုတ်တဘာပဒံများလေးနဲ့တုံးပေးထားတာမို့လို့အရန်မိုက်ပါရှင်ဘေးစိန်ကလည်းတပတ်ပေါ့နော်ဘေးစိန်ပတ်လေးမို့လို့အဟန့်တထဲလေးနဲ့အရန်ကိုမှဝတ်လွတ်ထားပါရဲ့နော်ဒါလေးကတော့ခုနကပုံစံမျိုးမှာပေါ့နော် site သေးလေးဖြစ်ပါရှင်သူကဘေးလေးကလည်းဒီလို brand design လေးနဲ့ပတ်ပေးထားတာပဲဖြစ်ပါတယ်ဒါလေးကတော့ဒီလိုမျိုးပေါ့နော်နှကားအလွယ်လေးပဲဖြစ်ပါရှင်ကွင်းရုံးအထူလေးပဲဖြစ်ပါရှင်သူလေးကလည်းခုနလိုပေါ့နော်မျိုးလုံးလေးကိုမဟုတ်တဘာပဒံများလေးနဲ့ခတ်ပေးထားတာပဲဖြစ်ပါတယ်သူလေးကကြတော့နှကားကိုအဆောင်သဘောတတိချစ်ကလေးပဲဝတ်ချင်တဲ့သူဆိုရဲသူလေးအတွက်ပါရှင်သူလေးကတော့ခုနလိုရွှေရောင်နှကားလေးပဲဖြစ်ပါရှင်သူလေးကတော့လုံးဝဘူစင်ဆန်လေးမှကြိုက်ရဆိုတဲ့သူလေးအတွက် all white လေးပါရှင်